ရောင်မရွေးနဲ့တော့9ရောင်လေးအမတို့2ရောင်ပါလာလိမ့်မယ်ဒါလေးရလေအမကစမာလေးရေလို့ကာကီရောင်လေးလှလိုက်တာဆိုဘိုးဆန်းဆန်းလေးကျိုးကြီးချိတ်အလားဆုံးရောင်ပဲတော့ကိုကြိုက်လို့လာတော့မသိလှလိုက်တာတော့အဲ့ရအရောင်လေးကဘိုးဆန်းပြီးတော့နုဖတ်နေတာပဲအရောင်လိုင်းလေးကနော်အမကစမာလေးနော်အဲ့9ရောင်ပဲပုံမှာပြထားတဲ့အရောင်ကလည်း9ရောင်ပဲအဲ့ဒီ9ရောင်ကိုသမီးပေးနေနောက်2ရောင်ဟောအရန်နေမှာတွတ်တော့ပဲအမန်သူအခုပြနေတာစေလူနှစ်ကွင်းစီရမလားတဲ့ဆယ်စီမှာပြောတာညီမလေးထဲလို့လုံးလို့ရထည့်ပေးလိမ့်မယ်ရနိုင်တယ်ညီမလေးစေလူနှစ်ကွင်းကိုဆယ်တယ်လို့ကျင်တယ်ပြောတာရနိုင်တယ်စီပီမှာသွားပြောညီမလေးဟိုမှန်းလိုက် M5 ကိုညီမကြီးထိုးပြီး2မှန်းလိုက်မှန်းပြီးတော့စေလူ10ကွင်းလောက်စာထည့်ပေးပါမယ်အေးရတော့ပါလိုက်နေတော့သူရနိုင်တယ်တော့ဒါနော်ရနိုင်တယ်ညီမလေးစူးစမ်းပေးမယ်ဘယ်အယောင်တော့မရွေးနဲ့နော်ညီမလေးအယောင်တော့မရွေးနဲ့လှလိုက်တာအဲ့ဒါပဲအမန်ဖိုက်ကိုညီမကြီးထိုးပြီး2မှန်းလိုက်10ကွင်းကြာလာလို့ရှိရင်အမတို့ရောင်သူ10ကွင်းလောက်လုပ်ပေးပါလို့ဆိုအမတို့စူးစမ်းကြည့်ပေးမယ်ဒီထဲမှာအယောင်များထပ်သလားလို့မစိတ်တယ်နှစ်ကွင်းကုန်ရောင်တော့အမစူးစမ်းကြည့်ပေးမယ်နော်အဲ့ထက်တော့အထက်20ထဲ30ဆိုတော့မဖြစ်နိုင်ဘူးတရားနဲ့ကိုကဲအမကစမာလေး M2 M5 M2 M5 M5 က9ရောက်ပဲရတော့မယ်လက်ကလေးသွေးမှန်နော် M5 က9ရောက်ပဲရတော့မယ်ဆယ်ရလိုချင်းညီမချင်းထိုးပြီး2မှတ်ဆယ်ရလိုချင်းညီမချင်းထိုးပြီး2မှတ်ပါရွှေလုံးလေးပြကုမ္ပဏီလိုကိုတစ်စိမ့်တွေအကုန်ပါပြီးသားနော်အယောင်လိုင်းကသူကညုကာလာလေးတွေအပြင်မှာဒီအနီတော်အပြင်မှာရဲမနေဘူးအမတို့သူကအနီရင်းအောင်ဒီအနီရလေသူဓာတ်ပုံထဲမှာရိုက်ထားလို့ဆိုတာအနီရလေသူတို့အဖက်တွေထည့်ထားလို့ရဲနေတာအပြင်မှာအနီရဲမလုံးဝမဟုတ်ဘူးအမတို့မြင်တဲ့အယောင်လောက်ပဲအယောင်တောက်အနီမဟုတ်ဘူးတော်တော်လာတယ်နော်အမကစမှာလက်ကလေးသွေးပြီးတော့မှမှတ်ပါသမီးရဲ့ M5 ကိုနည်းနည်းထပ်တိုးပြီးတော့ထပ်တိုးလို့တို့ပို့ချွေလို့ပေါ့ M5 ကုန်နေမြန်မှန်